relationship တွေမှာလေတဲတဲလေးလို့ထင်ရပေမဲ့တကယ်တမ်းကျတော့အရန်ရေးကြီးတဲ့အခိုက်အတန့်လေးတွေရှိပါတယ်အဲ့ဒီအရာလေးတစ်ခုကပဲနေအောင်ကြားကဆက်ဆံရေးတစ်ခုလုံးကိုပြောင်းပြန်လည်ပြီးနိုင်တဲ့အထိစွမ်းနေဒီနေ့ဒီเจ้าကိုပဲအတူတူလေ့လာကြည့်ကြရအောင်ကဲဒီမြင်ကွင်းလေးကိုအတူတူမျက်စိလဲမှာမြင်အောင်ကြည့်လိုက်ရအောင်ညမောင်မြင်းနေတဲ့အခန်းထဲမှာပေါ့တယောက်ကနှုတ်တယောက်ကိုထိတွေ့ဖို့လက်ခလေးလက်လိုက်တဲ့အဲ့ဒီအချိန်လေးအဲ့ဒီတိတ်ဆိတ်နေတဲ့စက္ကန့်ပိုင်းလေးထဲမှာပြောမထွက်တဲ့မိကွန်းတွေမျောလင်းချက်တွေစိုးရိမ်မှုတွေအများကြီးပါနေတယ်ဆိုတာစဉ်းစားကြည့်ဘူးကြလားဒီတော့ဒီထိကျွေးမှုတစ်ခုကဘလောက်တောင်လိမ့်နေတယ်လဲဆိုတာကိုအရင်ဆုံးကြည့်ကြည့်ရအောင်အပေါ်ယံကြည့်ရင်တော့ဟုတ်တယ်လက်ချက်ဖက်လှမ်းလိုက်တာပဲလေဒါပေမဲ့အဲ့နောက်ကွယ်မှာဘာတွေရှိနေလဲအဲ့ဒီအဖြူမူလေးတစ်ခုကတာမန်ထက်ဘလောက်တောင်ပိုလိမ့်လက်နေလဲဆိုတာကိုဆက်ပြီးကြည့်သွားကြမယ်ဒီလိုတဲတဲမွားမွားလေးလို့ထင်ရတဲ့ကိစ္စငနီစလိုက်တဲ့နောက်ဆက်တွဲလေးကတကယ်တည်းမှလုံးဝမသေးပါဘူးတကယ်ကိုပြင်းပြင်းထန်ထန်စကားများကြတာတွေတယောက်နဲ့တယောက်စိတ်ထဲမှာအခဲမကြေဖြစ်ပြီးခါးတီးလာတာတွေနောက်ဆုံးကွာရှင်းပြက်ဆက်တဲ့အထီကိုဖြစ်ပေါင်းစင်နေတဲ့တွန်းအားတစ်ခုဖြစ်နေတတ်တာပါပြီးတော့လေဒီကိစ္စကအဲ့ဒီလူနှစ်ယောက်တင်းနဲ့ရက်မနေဘူးသူတို့ရဲ့ခလီးတဲ့အဲ့ဒီခလီးငယ်လေးတွေရဲ့တဘဝလုံးစာအနာဂတ်အပေါ်မှာပါကြီးကြီးမားမားထက်ရောက်မှုတွေရှိသွားနိုင်တဲ့အထီကိုအရေးပါနေတဲ့ဆိုတာကပိုပြီးတော့စဉ်းစားစရာကောင်းပါတယ်ဆိုတော့ဒီပြဿနာရဲ့အရင်မဲ့ကိုနည်းနည်းပို့ပြီးနည်းနည်းတူးဆွကြည့်ကြရအောင်တကယ်တော့ဒါကရုပ်ပိုင်းဆိုင်ရာထိတွေ့မှုသက်သက်ဆိုတာထက်အများကြီးပိုပါတယ်ဒါဟာအချစ်ကိုစမ်းသပ်နေတဲ့စမ်းသပ်ချက်တစ်ခုလိုဖြစ်နေတာအဲ့ဒီအပြုတ်မှုနောက်ွယ်မှာပိုနှဆိုင်တဲ့အတိတ်ပဲတစ်ခုဖုံးကွယ်နေပါတယ်ဒီနေရာမှာအဓိကအချက်ကဒါပါပဲတယောက်ယောက်ကယဉ်နီးမှုကိုစတင်ဖို့စ조사တဲ့အခါအဲ့ဒါကအမြဲတမ်း sex ကြောင့်ချီရမဟုတ်ဘူးအဲ့ဒီတဲ့ပိုလာကငါကိုလိုချင်တည်းရဲ့လားငါကိုတန်ဖိုးထားတည်းရဲ့လားဆိုတဲ့မိခုံးကိုမီးနေတာနဲ့အတူတူပဲအဲ့လိုလားတောင်းတခံခြင်းတဲ့စိတ်နဲ့ပိုပြီးသက်ဆိုင်နေတာပါနေမှာရှင်းရှင်းလင်းလင်းလေးနိုင်ရှင်ကြည့်ရအောင်တစ်ဖက်မှာဒါဟာတာမန်ပွေဖတ်ချင်တာယဉ်နီးချင်တာလေးတစ်ခုပေါ့ဒါပေမဲ့နောက်တစ်ဖက်မှာအဲ့ဒီအဖြူမှုကဘာကိုစားပြနေလဲဆိုတော့အချစ်အတွက်စမ်းသပ်ချက်တစ်ခုလိုပဲငါကိုတကယ်လိုလားတောင်းတရဲ့လားတန်ဖိုးထားရဲ့လားချစ်သိရဲ့လားဆိုတဲ့မေးခွန်းကြီးတစ်ခုကိုမေးလိုက်တာနဲ့အတူတူပါပဲဒီစကားကတော့တော်တော်လေးကိုပြင်းထန်ပြီးစဉ်းစားစရာပဲတစုံတယောက်ကယဉ်နီးမှုကိုဘတော်မှမစားတင်ဘူးဆိုတာသူတို့နဲ့အတူရှိနေတဲ့သူကိုလုံးဝမချစ်နိုင်တော့ဘူးလို့ကြီးညာလိုက်တာနဲ့အတူတူပါပဲတဲ့ဆိုလိုတာကတစ်ဖက်လူကဘတော်မှအဆက်မဖော်ဘူးဘာမှမတုံ့ပြန်ဘူးဆိုရင်အဲ့ဒါကစကလုံးနဲ့ထုံမပြောပြီးမြဲငါမင်းကိုမချစ်တော့ဘူးလို့ပြောလိုက်တာနဲ့ဘာမှမထူးဘူးဆိုတဲ့အတိတ်ပဲတက်ရောက်သွားနိုင်တယ်ပေါ့โอเคအခုဒီပြဿနာရဲ့တကယ်ကိုအန်ဒီရဲ့ကြီးတဲ့အပိုင်းကိုရောက်လာပြီအဲ့ဒါကတော့အရှက်တရားပါပဲတကယ်တော့အဓိကပြဿနာကတုံ့ပြန်မှုမရှိတာတခုတည်းမဟုတ်ဘူးအဲ့ဒီထက်ပိုအရေးကြီးတာကအဲ့ဒီတိတ်ဆိတ်နေတဲ့မရေမရဖြစ်နေတဲ့အခြေအနေကိုအရှက်တရားဆိုတဲ့အရာကနေတဆင့်ကိုယ့်ဘာသာကိုဘလို့အတိတ်ပဲပြန်လိုက်တယ်လဲဆိုတာပါပဲဒါပေါ့တုံ့ပြန်မှုမရှိတိုင်းလဲအခြေအနေကအမြဲတမ်းစိုးနေတာတော့မဟုတ်ပါဘူးအရန်ကိုရိုးရှင်းတဲ့အပြစ်ကဲတဲ့အကြောင်းဖြစ်ချက်တွေလည်းအများကြီးရှိနိုင်တာပဲလေဥပမာတနေ့ကုန်ခလီးထင်းထားရလို့ပင်ပန်းနေတာမျိုးဒါမှမဟုတ်ရုံးမှာအလုပ်ထိအရန်များပြီးဖြည့်ဆည်းနေတာမျိုးဖြစ်နိုင်တာပဲပေါ့ဒါပေမဲ့အဲ့ဒီအရှက်တရားဆိုတဲ့အရာကဝင်လာတဲ့အခါမှာပြဿနာကစတာပဲသူကဘာလုပ်လဲဆိုတော့အဲ့ဒီလိုမရေရာတဲ့အချိန်လေးတစ်ခုကိုယူပြီးဒါမင်းကိုဘယ်သူမှမတွန်းကန်တော့ဘူးဆိုတဲ့တတ်တယ်ပဲဆိုပြီးအကြီးအကျယ်ဆိုးရွားတဲ့အဓိပ္ပာယ်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တတ်တယ်ဆိုးရွားတဲ့ပြဿနာတစ်ခုပါပဲဒီအတွေးခေါ်သွားတဲ့ပုံစံကဒီလိုပါအစင်တစ်သူကကိုယ့်လက်ကိုတုံ့ပြန်မလာမို့အစင်နှစ်အဲ့ဒီမတုံ့ပြန်မှုအဲ့ဒီမရေရာမှုကိုကိုယ့်ဘာသာအဓိပ္ပာယ်ကောက်လွဲလိုက်တယ်အစင်သုံးအဲ့ဒီအတွေးကကိုယ်မှာအရင်ကတည်းကရှိနေတဲ့ကိုယုံကြည်မှုမရှိတဲ့စိတ်တန်ဖိုးမထားတဲ့စိတ်တွေနဲ့တွားပြီးချိတ်ဆက်မိရောနောက်ဆုံးအဆင့်လေးမှာတော့ငါဟာရွန်စရာကောင်းတဲ့သူပဲဆိုတဲ့အစိုးရဆုံးကောက်ချက်ကိုကိုယ့်ဘာသာကိုဆက်ချလိုက်တော့တာပါပဲအဲ့ဒီအခါမှာဘာဖြစ်သွားလဲဆိုတော့တုံ့ပြန်မှုမရှိတဲ့လက်တွဲဖော်ရဲ့အပြုမှုကကို့မှာအရင်ကတည်းကရှိနေပြီးသားငါကလက်ခံဖို့မထိုက်တန်ဘူးဆိုတဲ့ခံစားချက်တွေကိုပို့ပြီးခိုင်မာသွားစေတယ်အဲ့ဒီနောက်ဆက်တွဲကတော့လူဒီယောက်ကိုခါးသီးတဲ့သူစကားမပြောချင်တော့တဲ့သူပြီးတော့အယံကိုထိခိုက်ကြည့်ခွဲလွယ်တဲ့သူတွေရောဖြစ်သွားစီတော့လာပဲဒီလိုဖြစ်သွားပြီဆိုရင်အခြေအနေကိုအေးအေးဆေးဆေးဖြည့်ရှင်းဖို့ဆိုတာတော်တော်လေးခက်သွားပါပြီကဲဒီလိုအစိတ်တောက်ဖြစ်နေတဲ့တံပရာကိုဘယ်လိုဖြတ်မလဲအမော်ထဲမှာဆက်နေမဲ့အစားမီးကိုဖွင့်လိုက်ဖို့အချိန်တာမှာပြီဒီနေရာမှာရွေးချက်စရာလမ်းနှစ်လမ်းရှိတယ်တလမ်းကတော့အရှက်တရားနောက်ကိုပဲဆက်လိုက်သွားမယ်နောက်တလမ်းကတော့ကိုတံဖို့ကိုတိပြီးအခန်းအမာရက်တီတုံ့ပြန်မယ်
ဒီတုံးပြမုံနှမျိုးကတော့ကောင်းငယ်နဲ့မြေကြီးလိုကွာပါတယ်တစ်ဖက်မှာကိုတန်ဖိုးထားတဲ့တုံးပြမုံဒါကပြဿနာကိုအေးအေးဆေးဆေးပြောဆိုမဲ့ဘာဖြစ်နေတာလဲဆိုတာကိုစစ်ဆေးမဲ့လိုအပ်လာရင်ဒီဆက်ဆံရေးကနေထွက်ခွာသွားမယ်နောက်တစ်ဖက်အရှက်တရားကိုအခြေခံတဲ့တုံးပြမှုကြတော့ဘာမှမပြောဘဲမြွတ်တည်ထားမယ်ဒါမှမဟုတ်ဖောက်ပြန်မယ်ဒါမှမဟုတ်တနေ့နေ့မှာဒေါသတကြီးပောက်ကွဲထွက်လာမယ်လုံးဝကိုစန့်ကျင်ဘက်ဒီပါပဲအဲ့ဒီတော့တကယ်အဓိကအချက်ကပါလေဆိုတော့လက်တွဲဘော်ကိုပြောင်းလဲဖို့ကြိုးစားနေတာထက်အရေးကြီးတာကကိုလွန်လုံးတံပိုးထားဖို့ပါပဲအဲ့ဒီလိုတံပိုးထားရပြီဆိုရင်ငါဒီလိုခံစားနေရတယ်ဆိုတာကိုထိရောက်ပြောဆိုတတ်လာမယ်ဒါမှမဟုတ်ဒီနေရာကကိုအတွက်မဟုတ်တော့ဘူးဆိုရင်ပိုပြီးနှွေးထွေတဲ့ကိုတံပိုးထားမဲ့သူကိုရှာဖွေဖို့တက်တိရှိလာပါလိမ့်မယ်တကယ်တော့ဒါကဒီကိစ္စလေးတစ်ခုတည်းမဟုတ်ပါဘူးအချစ်ရေးမှာတွေ့ရတဲ့ရေပြူပြဿနာကြီးတစ်ခုကိုမီးမုံထိုးပြနေတာပါအဲ့ဒါကပါလဲဆိုတော့ကိုယ်စိတ်ထဲမှာကိုဟာမထိုက်တန်ဘူးလို့ခံစားနေရတဲ့အခါကိုတကယ်လိုချင်တဲ့အရာကိုပါဇက်ကနေထုတ်ပြီးတောင်းဆိုဖို့အရန်ကိုခက်ခဲနေတတ်တာပါပဲကိုတန်ဖိုးထားမှုနဲ့ကိုလိုချင်တာကိုတောင်းဆိုနိုင်စွမ်းကတိုက်ရိုက်အချိုးကျနေတာပါဒီတော့နောက်ဆုံးအနေနဲ့ဒီဆွေးနွေးမှုတစ်ခုလုံးကနေအဓိကမှတ်သားသွားရမှာကတော့ဒီကိစ္စကိုအမုံထဲမှာဆက်ပြီးမျိုးတိမထားဖို့ပါပဲကျွန်တော်တို့ဟာမိကိုဖွင့်ရရမယ်ကိုယ့်ရဲ့နာကျင်မှုကိုဖော်ပြရရမယ်ပြီးတော့ကိုယ့်ရဲ့ရွေးချယ်စရာတွေကိုအချက်တရားမရှိပဲစဉ်းစားရရမယ်ဆိုတဲ့အတိုင်းပါပဲကိုနာကျင်မှုကိုရေးရဲဝမ်ဝမ်ဖော်ပြပြီးရှေ့ဆက်ပါလို့မလဲဆိုတာကိုအချက်တရားရဲ့လွဲမှုမှုကင်းရဲ့နဲ့စဉ်းစားဆုံးဖြတ်ဖို့လိုအပ်တယ်ဆိုတာပါပဲ